ကျွန်တော်တို့ ဘာမှမပေါ်ဘူး ရတယ်အမလေးဘာမှမပါလဲရဒီမှာပါကိုလုံးလေးပဲနော်မင်္ဂလာပါကျွန်တော်တို့ပြပြပပတော့မယ်မနေ့ပြန်ပွဲလေးစကတော့မယ်ကျွန်တော်နားမှာဆိုင်မို့အပေါ်တက်မှာအိပ်ပါတယ်ဆရာကအောက်ထပ်မှာရိုက်တယ်အင်းလေးသွားလေးရိုက်တယ်ဘာမှမအားဘူးပွဲဒီကနေရင်လေဆိုင်မို့နဲ့ကျွန်တော်နဲ့အခန်းချင်းကဲရဲနေပါတယ်ဘာမှမအားဘူးရီးစားလည်းမထားဘူးဒါပေမဲ့အားလုံးချစ်လို့ရတယ်နည်းနည်းပြောပြလိုက်အားလုံးချစ်လို့ရတဲ့အကြောင်းလေးပြောပြလိုက် ဟိုတယောက်ထိုက်ဆိုင်ကျွန်တော်စင်ပေါ်မှာပြောတော့အများဆိုင်ကြိုက်တယ်လို့ချစ်လို့ရ အဲ့ဒါဆိုဟိုကိစ္စလေးရှင်းအောင်39လား40လားတခါလေးရှင်းအောင် 39အခုဆိုတော့နည်းနည်းအဲ့ဘာထားဖို့လဲစိတ်ကူးမရှိဘူးအခုနည်းနည်းစိတ်ညစ်သွားပြီ39ကိုမထားကျင်သေးဘူး40မှာပဲယူတော့မယ်ဆရာ ဟဲ့လား40မှာယူမယ်ဘုန်းကြီးဝှစ်ရှင်လည်းဝှက်သွားမယ် ဘုန်းကြီးဝှစ်ချင်လဲဝှက်တော့မယ် ကဲအဲ့လိုတွေဇရာတွေ line ပေါ်မှာရှုပ်လို့ဘုန်းကြီးဝှစ်ရှင်စိတ်ကိုပေါက်လာပြီအဲ့တော့ဒီထဲမှာ comment လေးတွေရေးပါဘုန်းကြီးဝှစ်ရှင်စိတ်တွေပေါက်နေပြီအဲ့ဒါတော့နှစ်ပါးသွားကြရင်နှစ်ပါသွားကြရင်ဘာလုပ်မလဲတရားတွေဟောတာခံတော့မယ်နော်တရားတွေဟောတာခံတော့မယ်အောင်ချင်း၈ပါးလေးကျင့်အောင်နော်ဒီမှာ animation လုပ်ထားပြီနော်အောင်ချင်း၈ပါးလေးဆိုပြမယ်အားလုံးဟိုနေပြအောင်အမလေး စိတ်ချအဲ့ရီးစားထားဖို့နေတာကျွန်တော် straight show တချင်းနေမြန်မာသားတချင်းနေကျွန်တော်အစ်စ်လုပ်ချင်တာရော ပွဲဟိုပြဿဇက်တော်ကြီးဘာလို့အောင်မြင်သွားလဲစာရီရအောင်ကျက်လို့အောင်မြင်သွားတာလေဟုတ်တယ်မလားမထစ်ဘူးနော်နော်ကဲအဲ့ဒါလေးကိုအားလုံးသိအောင်ပြောချောလိုက်တာကိုရေးတယ်အမကျူပြီတကယ်ညအိပ်ပျော်သွားပြီမလားပြုံးလေးနေပြီးတော့မနေ့ပြန်ပွဲရသည်စမယ်အဲ့တော့အသက်40မှာဖုံဝစ်သွားရင်တကာခံမဲ့လူတွေဘယ်နှယောက်လောက်ရှိလဲပြောပါဦးကဲ2ယောက်3ယောက်လောက်ပြောပြီးမန်းပိတ်မယ်ဟိုအားလုံးပိတ်လိုက်တော့မယ်ဒီနေ့ညအတွက်အားလုံးဒါနှုတ်ဆက်ပေးတာနော်နေ့ညကျရင်ဆိုင်းရမိုးရဲ့အာဘွားကိုအားလုံးစောင့်မျှော်နေပါအားလုံးကို line ပေါ်ကနေလည်းပေးမယ်ဒါကြည့်တဲ့ပရိသတ်တွေကိုလည်းအာဘွားအကုန်လုံးပေးမယ်အကုန်လုံးချစ်ပလိုက်မယ်ငါသားလေးတဲ့မိတ်ကပ်မလိမ့်တာပူလာတယ်ဆရာလည်းမိတ်ကပ်မလိမ့်တာအောင်နော်ဆရာရောလာလားဆရာတဖြည်းဖြည်းနဲ့လာတာဆိုင်းရမိုးကြော်အောင်မှကြောက်တာမယူနဲ့တော့တယ်ဟုတ်ပြီထိုင်းကနေချင်းပြီးတယ်ဟုတ်ပြီကဲတကား